ယဟန်တို့ကျင့်ဝတ်ဩဝါဒကထာဟောကြားတဲ့အမေလေးကြတော့တေဝေဝမတေဝေဝအမေမြေလေးဆိုဖျားကြောင့်သင်္ကန်းထေဝေဝလူတာယရှင်လောင်းတေဝေမဥပြည့်စေဆရာတော်များကပစီဖြစ်မဲ့အမေသားကိုယဟန်တို့လိုက်နာရမယ်ယဟန်တို့ကျင့်ဝတ်ဩဝါဒကထာဟောကြားတဲ့အမေလေးကြတော့တေဝေဝမတေဝေဝအမေလေးဆိုရင်ဝင်ပိုက်ခါမွေးရလို့အမေရင်ထဲမှာအမြဲပဲခလေးလို့တာလူပြောဖြစ်ပြီးမယ်အမေလေးမခွဲရနိုင်တကူလောကချစ်သည်ဘဝချစ်ဝေးအရွယ်ရောက်ပြီးမို့ယဟန်မောင်တွေသွသွင်းဖို့လို့အပေတကားသိတဲ့ယဟန်တကားဖြစ်ရပြီကွယ်ဝမ်းသာမြည်ရစို့သိဝေနဲ့မိသားကိုတင်သည်ယခုမှစ၍သမှုရဖြစ်မေဖျားတာတော့ဖြစ်သွားပြီမို့အမိဖားတို့နဲ့မသက်ဆိုင်တော့ဘူးဆိုဟောကြားတဲ့အမေလေးကြတော့တေဝေဝမတေဝေဝအမေမြေလေးဆိုထေဝေဝလူတာယရှင်လောင်းတေဝေမဥပြည့်စေဆရာတော်များကပစီဖြစ်မဲ့အမေသားကိုယဟန်တို့လိုက်နာရမယ်ယဟန်တို့ကျင့်ဝတ်ဩဝါဒကထာဟောကြားတဲ့အမေလေးကြတော့တေဝေဝမတေဝေဝအမေမြေလေးဆိုရင်ဝင်ပိုက်ခါမွေးရလို့အမေရင်ထဲမှာအမြဲပဲခလေးလို့တာလူပြောဖြစ်ပြီးမယ်အမေလေးမခွဲရနိုင်တကူလောကချစ်သည်ဘဝချစ်ဝေးအရွယ်ရောက်ပြီးမို့ယဟန်မောင်တွေသွသွင်းဖို့လို့အပေတကားသိတဲ့ယဟန်တကားဖြစ်ရပြီကွယ်ဝမ်းသာမြည်ရစို့သိဝေနဲ့မိသားကိုတင်သည်ယခုမှစ၍သမှုရဖြစ်မေဖျားတာတော့ဖြစ်သွားပြီမို့အမိဖားတို့နဲ့မသက်ဆိုင်တော့ဘူးဆို